ကေဘောကျွန်တော်ကပေ3ပေကို special ကင်ရတဲ့အတွက်ကျွန်တော်ကပေကိုတစ်ခုတော့တင်နေမှာပဲကျွန်တော် web page လည်းတင်တယ်ဒီ web page လည်းတင်တယ် AMC page လည်းတင်တယ်အခုဒီမှာကျွန်တော် YouTube ပေါ်လည်းတင်တယ်အကုန်လုံးကြည့်လို့ရအောင်နောက်ပိုင်းကျရင်တော့ detail ပြပေးပါမယ်ဗျာဒါလောဆယ်ကကျွန်တော်လည်းမအားသေးတော့ detail မပြနိုင်သေးဘူးเนาะဒါ detail ပြပေးမယ်ကျွန်တော်ရဲ့ပုံလေးပေါ့ simulation လေး video file လေးလုပ်ပြီးတော့မှကျွန်တော်ပို့ပေးမယ်ဗျာเนาะပြပေးမယ်ရောဒီကောင်က run view ဟောတော့နောက်ပြန်ဆုပ်လိုက်တယ်ရောလာပြန်ပိတ်လိုက်ပြန်ပိတ်ပြီးတော့ကျွန်တော် brand view right view back view left view ပြီးရင် right view ပြီးရင် top view bottom view လေးပြလိုက်ပြီးတော့ segment လေးနဲ့တက်လိုက်ပါမယ်ဆိုတော့ပြထားတဲ့ဥစ္စာမှာတော့ speaker ကြီးဒီထဲမှာရှိပါတယ် language library LA212 highway ဇက်ဆောင်းနဲ့မတ်တင်နဲ့နှစ်ခုပေါင်းထားတဲ့အနေထားပေါ့နော်လို့သေးပါတယ်အားနည်းချက်တွေကတော့အများကြီးရှိပါတယ်ကျွန်တော်လှုပ်เสียရှိရတော့ upgrade တွေထပ်ပြီးတော့လှုပ်เสียရှိရလောက်အောင်ပါပေါ့နော်ဒါတွေကတော့